ကျွန်တော်တို့အင်္ဂလိပ်စာအခြေခံစကားပြောလေးတွေကိုလေ့လာကြမယ်ပထမဆုံးတစ်ခုက we don't have much time we don't have much time okay ငါတို့အချိန်သိမ့်မရအောင်เนาะငါတို့မှာအချိန်သိမ့်မရှိဘူးနောက်တစ်ခုကကြတော့ what time is it what time is it okay ဘယ်အချိန်ရှိပြီလဲလို့မေးတာပေါ့နော်နောက်တစ်ခုကကြတော့ it's only 8:45 it's only 8:45 okay 8နာရီ45မိနစ်ပဲရှိသေးတယ်နော်ဆိုတော့ဒီမှာကျွန်တော်ပါတဲ့ only ဆိုတာကဘယ်ဆိုတဲ့အိဗယ်လေးနဲ့သုံးသွားတာပေါ့နော်နောက်တစ်ခုကကြတော့ we're 15 minutes early we're 15 minutes early okay ငါတို့15မိနစ်စောနေတယ်ပေါ့နော်အဲတော့ကျွန်တော်နေရာတနေရာရအောင်ကိုက15မိနစ်စောပြီးတော့ရောက်သွားရဆိုတဲ့သဘောမျိုးနဲ့သုံးတာပေါ့နော်ငါတို့15မိနစ်စောနေတယ်နော်နောက်တစ်ခုကကြတော့ we're 10 minutes late we're 10 minutes late okay ငါတို့တွေ7 minutes နောက်ကျသွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ my watch is 5 minutes slow my watch is 5 minutes slow okay ငါရဲ့လက်ပတ်နိုင်ရ5မိနစ်နောက်ကျတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်နိုင်နောက်ကျတာမျိုးကြတော့နိုင်ရနှေးနေတာကိုပြောတာပေါ့ပြောချင်တာဆိုတော့ကြောင့်နိုင်နှေးနေတာမျိုးဆိုတော့ကြောင့်လို့ slow ဆိုတဲ့ဟာလေးနဲ့သုံးပါတယ်နော်နောက်တစ်ခုကကြတော့ my watch is 10 minutes fast my watch is 10 minutes fast okay ငါနိုင်ရ7 minutes မြန်နေတယ်နော်ဆိုတော့ဒါမျိုးလေးပြောလို့ရတယ်နောက်တစ်ခုကကြတော့ my watch has stopped my watch has stopped okay ငါနိုင်ရပ်သွားပြီနော်ဆိုတော့ဒါမျိုးလေးပေါ့ဟုတ်ကဲ့ပါကျွန်တော်ဒီ Foundation for English ရဲ့သင်ခန်းစာတွေကို Facebook မှာ YouTube မှာလေ့လာလို့ရပါတယ်လေ့လာပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye